ကောလိပ်ကျောင်းသူလေးဟာသူ့ညီမလေးကိုနေတိုင်းကျောင်းကိုခေါ်လာခဲ့ရပါတယ်။ကလေးကအနှီးဆိုသွားတဲ့အခါစပွဲပေါ်မှာပဲအနှီးလဲပေးရတယ်။အနှီးနဲ့ပြင်းကအတန်းဖော်တွေအားလုံးကိုစိတ်နှောက်ယှက်ဖြစ်စေလို့သူ့ကိုယဉ်ကျေးမှုမရှိဘူး။စာသင်ခန်းကိုကိုယ့်အိမ်လိုသဘောထားတယ်လို့ပြောဆိုခဲ့ကြတယ်။သူမဟာ2 လစောပြီးထိတ်တန်းတက္ကသိုလ်တစ်ခုကိုတက်ခွင့်ရခဲ့ရမယ့်သူဆိုတာကိုဘယ်သူမှမသိခဲ့ကြဘူး။အဲ့ဒီနေ့မှာပဲသူ့မိဘတွေနဲ့အမဖြစ်သူတို့ကားမတော်တဆမှုနဲ့တေဆုံးသွားခဲ့ကြပြီးသူ့အတွက်မွေးကင်းစင်ညီမလေးတစ်ယောက်ပဲကျန်ခဲ့တယ်။အဲ့ဒီအချိန်ကစပြီးကလေးကိုပြုစုစောင့်ရှောက်ဖို့တာဝန်ဟာသူ့ပခုံးပေါ်လုံးဝကြားရောက်လာခဲ့တဲ့ကလေးငယ်ကိုထောက်ပံ့နိုင်ဖို့အတွက်ထိတ်တန်းတက္ကသိုလ်ကိုလက်လွတ်ပြီးအနီးအနားကတာမန်ကျောင်းတစ်ကျောင်းကိုရွေးချယ်ခဲ့ရတယ်။သူ့ရဲ့ထူးချွန်တဲ့ရမှတ်ကြောင့်အဲ့ဒီကျောင်းမှာပညာသင်ဆုနဲ့3 နှစ်တာအခမဲ့တက်ရောက်ခွင့်ရခဲ့တယ်။အဲ့ဒီနောက်ညီမလေးကိုအတန်းထဲခေါ်လာရတော့တယ်။သူများတွေကိုအနှောက်အယှက်မဖြစ်စေဖို့ကလေးကိုကြွေပြီးတကားဝမှာရက်ကနားထောင်လေးရှိတယ်။ကလေးနှုတ်မဖို့ရအောင်အချိန်ပိုင်းအလုပ်လေးတွေလည်းလုပ်ခဲ့တယ်။ဒါပေမဲ့ကလေးကနာရီတိုင်းနှုတ်တောက်ဖို့လိုတာကြောင့်အလုပ်ရှင်ကအလုပ်ချိန်ဖြုံးနေထင်ပြီးတလစာပေးချေကအလုပ်ကထုတ်လိုက်တဲ့ဘဝကခက်ခဲမှန်းသိပေမဲ့ညီမလေးအတွက်ဆက်ကြိုးစားခဲ့တယ်။နောက်တစ်နှစ်လုံးကလေးကိုပြုစုရင်းစာကိုလည်းတင်ခဲ့တယ်။4 နှစ်ကြာတော့နောက်ဆုံးမှာပွဲလက်မှတ်ရခဲ့ပြီးညီမလေးလည်းအရွယ်ရောက်လာခဲ့တယ်။သူတို့ရဲ့ခက်ခဲတဲ့အချိန်တွေပြီးဆုံးသွားပြီလို့ထင်ခဲ့တဲ့သူရဲ့ကြိုးပမ်းအားထုတ်မှုကိုဆရာမတွေကသတိထားမိတော့အချမ်းသာဆုံးမိသားစုတစ်ခုစီကထောက်ပံ့ရေးအစီအစဉ်အတွက်ရှောက်ကြည့်ဖို့အကြံပေးခဲ့ကြတယ်။သူ့အတွက်ကောင်းသောနေ့ရက်တွေရောက်လာပြီလို့သူထင်ခဲ့တယ်ဒါပေမဲ့နောက်တစ်နေ့မှာစုံစမ်းစစ်ဆေးမှုအရသူ့မိဘတွေနဲ့မောင်နှမတွေအသက်ရှင်နေစေဖြစ်လို့ဆင်းရဲတဲ့လျှောက်ထားသူအနေနဲ့အရေးချင်းမမိဘူးလို့အကြောင်းကြားခံရတယ်။သူမိဘတွေဘာလို့လိန်ညာရတာလဲဆိုတာသူနားမလည်နိုင်ဖြစ်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌကကုမ္ပဏီကိုစစ်ဆေးဖို့ရောက်လာပြီးသူတို့နှစ်ဦးမတော်တဆတိုက်မိသွားတယ်။ဥက္ကဋ္ဌကသူ့ကိုတွေ့တော့အလွန်အံ့အားသင့်သွားတယ်။ဘာလို့လဲဆိုတော့သူဟာကွယ်လွန်သွားတာကြာပြီဖြစ်တဲ့ဇနီးတဲ့နဲ့တပုံစံနဲ့တူနေလို့ပါပဲ။နှစ်20ကြာပျောက်ဆုံးနေတဲ့သူသမီးများလားလို့တန်တရားဝင်လာတဲ့ဒါကြောင့်သူပြန်ထွက်မှာသူ့စပင်တပင်ကိုခိုးပြီးနှုတ်ယူလိုက်တယ်။အလုပ်အင်တာဗျူးလာတာလို့ကြားသိရပြီးနောက်တစ်နေ့ပြန်လာဖို့သူ့လက်ထောက်ကိုပြဟောခိုင်းခဲ့တယ်။ပြီးနောက်သူ့စပင်တပင်ပါနှုတ်ယူပြီး DNA စစ်ဆေးဖို့ဆေးရုံကိုပို့လိုက်တဲ့တစ်ချိန်တည်းမှာပဲထိုကောလိပ်ကျောင်းသူလေးဟာဝန်ထမ်းတဦးပေးတဲ့လိပ်စာအတိုင်းအိမ်ကိုရောက်သွားပြီးသူ့မိဘတွေကိုတွေ့လိုက်ရတဲ့အခါအလွန်အံ့ဩတုန်လှုပ်သွားပါတော့တယ်။